မင်္ဂလာပါခင်ဗျာဒီနေ့တစ်ပင်တွေရှားပါလာတာနဲ့အမျှရာသီဥတုကလည်းပိုပြီးပူပြင်းလာတာကျွန်တော်မပြောလဲကျွန်တော်မိတ်ဆွေတွေသိပြီးသားဖြစ်မှာပါဒီတော့ကျွန်တော်မိတ်ဆွေတွေကိုတစ်ပင်စိုက်ပျိုးခြင်းနဲ့ရရှိနိုင်တဲ့ကုသိုလ်သုံးမျိုးအကြောင်းကိုပြန်လည်မျှဝေပေးကြပါမယ်ကျွန်တော်တို့ဗုဒ္ဓဘာသာအယူအဆအရအများသူငါအသုံးပြုတဲ့လမ်းဒါမှမဟုတ်နေရာတွေမှာတစ်ပင်စိုက်ပျိုးခြင်းကလူနဲ့တိရစ္ဆာန်တွေအတွက်နေစရာဇရက်တစ်ဆောင်လှူဒါန်းတာနဲ့အတူတူပဲလို့လေ့လာမှုပါတယ်ဒါဆိုကျွန်တော်တို့တစ်ပင်စိုက်ပျိုးခြင်းအပြင်ငွေကြေးအများပြားမကုန်ကြပဲဇရက်တွေစောက်လုပ်လှူဒါန်းနိုင်ပါပြီအပင်ကိုကိုယ်တိုင်မဆိုင်နိုင်တော့အရေးရစေမယ့်အစီလေးတွေစုဆောင်းထားပြီးမိုးတွင်းလိုခါသမ ्या မှာမြေသားရှိတဲ့လမ်းဘေးဝဲရာကျဲပတ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့လူသားတွေနေ့စဉ်ရှူသွင်းနေတဲ့အောက်ဆီဂျင်ကိုပင်လယ်ရေမော်တွေကအဓိကရတယ်ဆိုပေမဲ့တစ်ပင်တွေကတော့အောက်ဆီဂျင်ကိုထုတ်ပေးတဲ့ပြင်ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုပါခြေဖြတ်ပေးတဲ့အတွက်ရာသီဥတုကိုလည်းသမားမျှတစေပါတယ်လေးလာမှုစစ်တမ်းတွေအရအရွယ်ရောက်ပြီးတစ်ပင်လေးပင်ဟာလူတစ်ယောက်တစ်နေ့စာအသုံးပြုတဲ့အောက်ဆီဂျင်ကိုထုတ်ပေးပြီးကာဗွန်ဒိုင်အောက်ဆိုက်ကိုပါခြေဖြတ်ပေးတယ်လို့ဆိုပါတယ်ဒါဆိုတစ်ပင်စိုက်ပျိုးလိုက်တာနဲ့ဇရက်တစ်ဆောင်လှူဒါန်းတာအပြင်ရာသီဥတုကိုပါထိန်းညှိပေးတဲ့အတွက်ဇီဝိတဒါနကိုပါရရှိစေမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကျွန်တော်တို့စိုက်ပျိုးလိုက်တဲ့အပင်ကလူနဲ့တိရစ္ဆာန်တွေအတွက်စားစရာတစ်ခုခုပြန်လည်ပေးစွမ်းနိုင်တယ်ဆိုရင်ကျွန်တော်တို့အာဟာရဒါနကိုပါဖြည့်စွမ်းပြီးသားဖြစ်သွားပါပြီမြန်မာစကားပုံမှာမလူတဲ့ဈေးအောင်ဆိုပြီးရှိပေမဲ့ကျွန်တော်တို့ကတော့မလူတဲ့ရင်တစ်ပင်စိုက်ပါလို့ဆိုပြရစီခင်ဗျာနောက်ထပ်တစ်ပင်စိုက်ပျိုးခြင်းကငလျင်တံကိုထူးထူးခြားခြားမကာကွယ်နိုင်ပေမဲ့ငလျင်ကြောင့်နောက်ဆက်တွဲဖြစ်တတ်တဲ့မြေပြိုခြင်းမြေကြီးကွက်အခြင်းနဲ့မြေကြီးရွေရမှုတွေကိုလျှော့ချပေးပါတယ်ပြီးတော့ဇာတိဥရုဒဏ်နဲ့လေပြင်းတိုက်ခတ်မှုဒဏ်တွေကိုလည်းရောကြစေပါတယ်ဒီအကြောင်းအရာလေးကြည့်ရှုပြီးတစ်ပင်တစ်ပင်တိုးွားလာမယ်ဆိုရင်ဒီဗီဒီယိုကလစ်မျှဝေရကြုံနှက်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ်